နေတဲ့နွေရာသီမနက်ခင်းလေးတစ်ခုမှာနီနီလို့ခေါ်တဲ့ပရွက်စိတ်လေးတစ်ကောင်ဟာအစာရှာထွက်ရင်းတောအုပ်လမ်းဘေးမှာအလွန်ကြီးမားတဲ့တကြားလုံးအစာအနာတစ်ခုကိုတွေ့သွားပါတယ်နီနီဟာအာတုံခုန်ဆိုင်ပြီးတယောက်တည်းဆွဲကြည့်ပေမဲ့တကြားလုံးကမလုပ်ပါဘူးအဲ့ဒီအချိန်မှာပြန်လောငှက်တစ်ကောင်ကအပေါ်ကနေဖြတ်ပြန်ရင်းလှောင်ပြောင်လိုက်တယ်ဟာတေးသေးလေးနဲ့အကြီးကြီးကိုမဖို့စူးစမ်းနေတာပဲမင်းတစ်လုံးဆွဲနေလဲအိမ်ရောက်မှာမဟုတ်ဘူးတဲ့နီနီကစိတ်မပြတ်ပါဘူးသူဟာချက်ချင်းပဲအတိုက်ကိုပြန်ပြေးပြီးသူ့ရဲ့တငယ်ချင်းတွေကိုသတင်းသွားပေးပါတယ်ခဏချင်းမှာပဲပရွက်စိတ်တက်တာရာပေါင်းများစွာဟာတန်းစီပြီးရောက်လာကြပါတယ်ပရွက်စိတ်တွေဟာတကြားလုံးကိုဘယ်ဘက်ကမရမယ်ဆိုတာတိုင်ပင်ကြတဲ့ပူးပေါင်းဆောင်ရွက်မှု corporation လူတိုင်းကတပြိုင်နက်တည်းဟေလားမောင်လေးဆိုပြီးတွန်းကြဆွဲကြပါတယ်လမ်းမှာခဲလုံးတွေမျက်ပင်တွေခံနေပေမဲ့သူတို့လက်မလျှော့ခဲ့ကြဘူးနောက်ဆုံးမှာတော့အဲ့ဒီတကြားလုံးကြီးဟာပရွက်စိတ်တွေနဲ့ကိုအောင်မြင်စွာရောက်သွားပါတယ်ပြန်လောငှက်ကတော့အအောင်တုံလုပ်ပြီးဘာမှမပြောနိုင်တော့ပါဘူးပုံမြင်ရဲ့ဆိုလိုရင်းပရွက်စိတ်တွေစီကနေတင်ယူပါသူတို့မှာခေါင်းဆောင်မရှိပေမဲ့သူတို့ဟာအလုပ်ကိုဘယ်လိုပြီးအောင်လုပ်ရမလဲဆိုတာသိကြတယ်တယောက်တည်းလုပ်ရင်ခက်ခဲတဲ့အရာကအားလုံးစုပေါင်းလိုက်တဲ့အခါမဖြစ်နိုင်ဘူးဆိုတာမရှိတော့ပါဘူးဒီပုံမြင်လေးကနေကလေးတွေဒါမှမဟုတ်ဝန်ထမ်းတွေကိုထိမ့်မွက်ခဲ့အရေးပါပုံကိုကောင်းကောင်းပညာပေးနိုင်ပါတယ်